အဖိုးကလည်းဖွားကုန်ချစ်တယ်ပြောမှာပဲအဖေကလည်းမိကိုချစ်တယ်နဲ့ကိုကလည်းမင်းကိုပြောပါမယ်ချစ်တယ် သွားပါအပူလေး ရုံလိုက်ပါလုံးရဲ့အာဒန်နဲ့အေးဝရိုမီယိုနဲ့ဂျူလီယက်ရှင်မွေးလုံးနဲ့မင်းနနာတို့မျိုးဆံမြတွဲလေးဖြစ်ကြရအောင်လေနော် အဲ့တွဲတွဲမှာကျမမကြိုက်ပါဘူးကျမတိမ်ဆုံးစမ်းပြတွဲလေတွဲပဲရှိတယ်ခိုင်းမှလေအဲ့တွဲကဒီဘက်ခက်မှာတော့မရှိသေးဘူးအနာဂတ်မှာ ဘလို့တွဲမျိုးတုံးရောက်ဆို သိချင်းဟုတ်ပါလေဒီမှာကျမပြောရဲ့စံကြအတွင်းဆိုတာဒါပဲလေ तू က55သိန်းပေးယူနဲ့အိမ်သုံးအလုပ်သုံးကြောင်းသုံးအကုန်လုံးအဆင်ပြေပြီးတော့ TV တွေသုံးလား aircon တွေရောသုံးလားကွန်ပျူတာတွေသုံးလားအကုန်လုံးအဆင်ပြေတရားနဲ့ဆိုရင်အနာဂတ်မှာကြုံတွေ့ရမယ့်ပြဿနာတွေအားလုံးဖြေရှင်းပေးနိုင်ဒီအတွင်းမှာပါရတဲ့က Jasaki 24 volt 200AH battery တစ်လုံးရယ် Anna 3.6 kV inverter တစ်လုံးရယ် Jingo 615W solar 3ချက်ရယ်ပဲလို့ရတယ်ဒီလိုမျိုး battery inverter ရော solar ရော3မျိုးပေါင်းတစ်လုံးမှာ55သိန်းနဲ့ရမှာဆိုတော့ဘယ်လောက်တောင်တန်လဲ ဒီလိုဆိုတော့လည်းအဆင်ပြေတာပဲဒါပေမဲ့ကိုချေရေးဆိုထားတဲ့အဖြေကိုပြန်ပြီးအောင်လို့ အော်ဟုတ်သားပဲဟုတ်ပါလေ ဟမ်ဟာရက်ဆက်လိုက်တာလုံးရယ်ကို့အသိမှတယောက်တည်းထားခဲ့ပြန်ပြီမင်းကတော့အနာဂတ်မှာပြောနေပြီပေါ့စိတ်ချမန္တလေးမြို့လမ်း383လမ်း A တောင်းမှာရှိရဲ့ Pizza Battery Shop ကိုမရောက်ရအောင်လာခဲ့မယ်